ဒီနေ့တော့အရသာပြင်းပြင်းရှူရှူဆက်ဆက်နဲ့စားပြီးမလွတ်နိုင်တဲ့ကြက်ရခိုင်ရှယ်လုပ်ပြမယ်နော်လိုအပ်တာကတော့ကြက်သားကျွတ်သွန်နင်းကျွတ်သွန်ဖြူငရုတ်သီးမုံနနွင်းမုံစားစီတို့ပဲဖြစ်ပါတယ်ကြက်သားကိုတန့်ရှင်းစွာဆေးပြီးစားစနွင်းမုံဟင်းချိုမုံတို့နဲ့လိမ့်နော်15မိနစ်လောက်ကတော့နှက်ပေးထားပါရှင်ဆိုလို့ရှိရင်အရသာလေးတွေဝင်သွားတယ်ပေါ့နော်အိုးလေးကိုစီထည့်မယ်စီပူလာပြီဆိုလို့ရှိရင်ကတော့ကျွတ်သွန်ဖြူကျွတ်သွန်နင်းငရုတ်သီးအစိမ်းနှစ်ရှမ်းထားလေးတွေကိုထည့်ပါမွေးလာသည့်အထိမွေးပေးရပါမယ်အနက်လေးကမွေးလာပြီဆိုတော့စနွေးမို့နင်းငယ်ထည့်ပါမယ်ခုနကအရင်သင်းလုပ်ထားတဲ့ကြက်သားနဲ့ထားလေးတွေကိုထည့်လိုက်ပါမယ်ကြက်ကြားလေးထိလုံးပေးရပါမယ်ကြက်သားကိုလုံးတဲ့အခါမှာရေလုံးဝမထည့်ပါနဲ့နော်ကြက်သားကလည်းရေထွက်တဲ့လိုပါကြက်သားကိုနှူးဣသွားအောင်ထိချက်ပေးရပါမယ်နည်းနည်းလေးကြက်သားလေးတွေနူးလာပြီဆိုတော့ရေတရေလောက်ထည့်လိုက်ပါမယ်ရေကတရေလောက်ဆိုလို့ရှိရင်ကြက်သားကြက်လွယ်တယ်ပေါ့နော်အင်ကြက်ဆိုတော့လေကြက်သားလေးတွေနူးရေကလည်းခန်းသွားအောင်လို့တရေလောက်နောက်ထပ်ထပ်ရှယ်လိုက်ပါမယ်စီပြန်လာပြီးအနက်လေးမွေးလာပြီဆိုရင်တော့ကြက်ရခိုင်ရှယ် ready ဖြစ်ပါပြီဒီလိုပဲအိမ်မှာလွယ်လွယ်နဲ့လုပ်လို့ရတဲ့ကြက်ရခိုင်ရှယ်ကိုမေ့မလွတ်ပဲ try ကြည့်နော်အနက်လေးပုံမွေးသွားအောင်လို့အပေါ်ကနေမဆလာလေးတွေအုပ်ပေးလိုက်ပါမယ်ရခိုင်ရှယ်နေလေးတွေသိရှိရင်တော့ကျမရဲ့ page ကို follow လုပ်ပြီးနောက်ထပ် recipe တွေစောင့်ကြည့်ကြည့်ပါရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ